သမီးလေးတန်လျာစိတ်ဆိုတာနှလုံးအိမ်ကိုပူလောင်စေတယ်ကွတစ်ဖက်လူမှလည်းအထင်မြင်သေးရရောက်တယ်တစ်ဖက်လူရဲ့စိတ်စေတနာကိုလည်းပျက်စီးစေနိုင်တယ်တန်တရားစိတ်ဝင်လို့အမြင်မကြည့်ရင်ပြောဆိုဆက်ခံရမှာလည်းမချောမွေ့တော့ဘူးကြမ်းတမ်းရှတနေလိမ့်မယ်ကိုယ်စိတ်မှာတန်တရားအတွေးတွေကြောင့်တခြားအရေးကိစ္စကိုလည်းမစင်စားနိုင်ပဲဖြစ်တတ်တယ်အဲ့ဒီတန်တရားစိတ်ကြောင့်ဘသူကိုမှမယုံကြည်ဘသူကိုမှစိတ်မချကြာတော့သူများကလည်းကိုယ့်ဘောမယုံကြည်စိတ်ဆိုးစိတ်နာပြီးကိုယ့်ဘာခေါ်သွားလိမ့်မယ်မိမိအကျိုးလူလူလန်းလန်းဆောင်ရွက်ပေးခြင်းသူမရှိပဲဘယ်လိုကြီးပွားချမ်းသာအောင်နေနိုင်မှာလဲဒါကြောင့်ကိုယ့်ရဲ့နှလုံးသားထဲမှာတန်တရားစိတ်ကိုလျော်နေပပြအောင်ကြိုးစားရမယ်မလိုအပ်ဘဲတန်တရားစိတ်မထားပါနဲ့ကိုယ်မတော်မဆတစုံတစ်ယောက်ကိုတန်တရားဝင်နေဆိုရင်တော့မှအချိန်ယူပြီးတော့လေ့လာကြည့်ပါအောင်စဉ်းစားကြည့်ပါအောင်မှတ်ကြောက်တင်ကြည့်ပါအောင်တကယ်ပဲငါတန်တရားထားသလိုဟုတ်လားဟုတ်တယ်ဆိုရင်တော့သမီးကြိုက်သလိုဆုံးဖြတ်ပေါ့အဲ့လိုစမ်းစစ်လေ့လာမှုမရှိဘဲနဲ့တော့တန်တရားကိုနှလုံးသားထဲမှာမွေးပြီးကိုစိတ်ဆင်းအောင်မလုပ်ပါနဲ့လို့ဖေဖေအကြံပြုခြင်းနဲ့သမီးရဲ့